မင်္ဂလာပါအခုဗီဒီယိုလေးမှာကကြတော့သရအကြောင်းကိုပြောပြပေးပါပဲဖြစ်ပါတယ်ထိုင်းသရ32လုံးရှိပါတယ်ပြီးတော့သရဒုံသရစီဆိုပြီးတော့ထပ်ခွဲထားပါသေးတယ်ထိုင်းသရတွေကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်နော်စရာအစရာအာစရာဣစရာအီစရာဥ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 စရာအေစရာအေစရာအဲစရာအဲစရာအိုစရာအိုစရာအောစရာအောစရာအိုစရာအိုစရာအီယစရာအီယစရာဥယစရာဥယစရာဥဝစရာဥဝစရာအမ်စရာအိုင်မိုင်းမလိုင်စရာအိုင်မိုင်းမော်စရာအောင်ဟုတ်ပြီနော်အခုပြထားတဲ့သရတွေကတော့အသုံးနဲ့တဲ့သရတွေဖြစ်တဲ့အတွက်ဒီဗီဒီယိုထဲမှာထပ်မပြောထားပါဘူးသိချင်တဲ့သူတွေရှိရင်နောက်ဗီဒီယိုတစ်ခုနဲ့သိသက်ပြန်တင်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်